ရဲ့စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကိုရီးယားနိုင်ငံရဲ့လူငယ်တွေကြားမှာလည်းဟုတ်တယ်နဲ့လူငယ်တွေကြားမှာပါဒီဘက်ကနေရဲ့ K-pop ပါပြီးတော့ तू ကကိုရီးယားကနေလာကပြားလေးကပြားလေးဆိုတော့ချော့ချော့လေးပေါ့နော်ချောလေးကြိုက်တယ်။ तू ကရေပန်းစားနေရဲ့အကြောင်းကြီးတစ်ခုရှိရယ်။ तू ရဲ့ရုပ်ရည်ကြောင့် तू တအားချောတာ။ကိုရီးယားမှာရှိရဲ့အရန်ချော့ဖြစ်နေတဲ့ဖိုတိုဘူးဆိုကြတယ်ကိုရီးယားမှာ outfit အရန်တွေနဲ့အပြင်ခတ်တဲ့အခါမဖြစ်နေသွားတော့ပါတယ်နဲ့နေရာလေးတစ်ခုတနင်္ဂနွေရဲ့ K-pop for you စီစဉ်လေးကကိုရီးယားနိုင်ငံရဲ့ idol တွေအကြောင်းတွေအစားအသောက်တွေအကြောင်းတွေပြီးတော့ K-pop မှုအပြည့်အဝရမယ့်အကြောင်းတွေကိုမိတ်ဆက်ပေးနေတဲ့စီစဉ်လေးပဲဖြစ်ပါတယ်။